အားလုံးပဲမင်္ဂလာပါကိုယ့်ရဲ့ဖုန်းအဟောင်းတွေက TikTok အကောင့်အဟောင်းကိုကျွန်တော်ဒီဖုန်းအသစ်တွေကိုဘယ်လိုမျိုးပြောင်းရွှေ့လို့ရလဲကိုယ့်ရဲ့ TikTok အကောင့်အဟောင်းကဘာနဲ့ဖွင့်ထားလဲမမိဘူးဘယ်လိုမျိုးလုပ်ရလဲကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မြင်ကြောင်း၃ချောင်းလေးတွေကိုဝင်ပါမယ်အဲထဲမှာဆိုရင်တော့ setting and privacy တွေကိုဝင်ပါမယ်ပြီးရင်တော့အကောင့်တွေကကျွန်တော်တို့ account information တွေကိုဝင်ပါမယ်ခင်ဗျဒီထဲမှာဆိုရင်တော့ကိုဘာနဲ့ဖောက်ခဲ့လဲဆိုတာကိုပြန်လည်ပြီးတော့ကြည့်ရှုလို့ရတယ်ဒါဆိုရင်တော့ကျွန်တော် Gmail နဲ့ဖောက်ထားတယ်ဒါပေမဲ့အဲ့ Gmail ပျောက်သွားပြီဆိုရင်တော့ကျွန်တော် chain email လေးကိုနှိပ်ပါမယ်chain email ထဲမှာဆိုရင်တော့ကိုယ့်ရဲ့ဖုန်းအသစ်မှာအမြဲတမ်းအသုံးပြုမယ် Gmail account တစ်ကောင်ကိုထည့်လိုက်ပါမယ်ခင်ဗျဒီ account လေးရဆိုရင်တော့ကုတ်6လုံးချမှာဖြစ်ပြီးတော့အဲ့ကုတ်6လုံးကိုကျွန်တော်တို့ခဏအခွက်နေရာမှာတွားပြီးတော့ထည့်ပါမယ်ကုတ်6လုံးထည့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ TikTok account ဟောင်းပါဆိုရင်တော့ Gmail account အသစ်ကျွန်တော်ပုံသေးသုံးမဲ့ account နဲ့ချိတ်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းအသစ်ထဲမှာလည်းအဲ့လိုပဲပေါ့နော် login နေရာမှာကိုချိတ်ဆက်ထားတဲ့ account လေးကိုကျွန်တော်ဒီ mail account လေးကိုထည့်ပါမယ်ပြီးရင်တော့ကျွန်တော်ကုတ်6လုံးတောင်းမှဖြစ်ပြီးတော့ကုတ်6လုံးထည့်လိုက်ပြီဆိုတာနဲ့ကိုဖုန်းဟောင်းလေးကအကောင့်လေးကဒီဘက်ဖုန်းလေးကိုဝင်လာမှာဖြစ်ပါတယ်ခင်ဗျာဒီနီလန်လေးကကြတော့ကိုဖုန်းTikTok အကောင့်ဟောင်းကိုဘာနဲ့ဖွင့်ထားလဲမမိရဲ့သူအတွက်ဆိုရင်တော့ပို့ပြီးတော့အသုံးဝင်မယ်နီလန်လို့ကျွန်တော်ကတော့ထင်ပါတယ်ဖုန်းအဟောင်းလေးရှိဖို့တော့လိုအပ်ပါတယ်ခင်ဗျာသိချင်တာလေးရှင်လည်းမေးကြလို့ရပါတယ်